မင်္ဂလာနံနက်ခင်းပါနော်မနေ့က မင်္ဂ ကျွန် လာ တော် နံန တို့ က်ခင်းပါ မနေ့ကကျွန်တော်တို့ဟိုဘုရားသခင်နဲ့အကောင်းဆုံးမိတ်ဆွေဖြစ်ခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်ဆက်တန်းလေးဖြစ်တယ်နော်ပြီးဆုံးပြီအခုတော့အဲဒီအကောင်းဆုံးမိတ်ဆွေဖြစ်တဲ့အရာရဲ့နောက်မှာပတ်သက်ဆက်နွယ်မှုတရားဖြင့်ဘုရားသခင်နဲ့ကျွန်တော်တို့ရဲ့ပတ်သက်ဆက်နွယ်မှုကိုရင်းနှီးကြောဝင်မှုကိုပူပြီးတိုးတက်စေဖို့အတွက်တော့ glory ဖြစ်စေဖို့အတွက်လုပ်ရမယ့်နော်ကျွန်တော်လိုက်လာရမယ့်အရာနာခံရမယ့်အရာလေးတွေကိုဒီနေ့မှာကျွန်တော်စီရင်သွားဖို့ဖြစ်တယ်၊ပွားရည်သွားဖို့ဖြစ်တယ်ဆိုလို့ပြောချင်ပါတယ်ကျွန်တော်ထူတောင်းရအောင်ကျွန်တော်ထူတောင်းဆက်ကြရအောင်โอเคကျွန်တော်ထူတောင်းဆက်ကြရအောင်ကောင်းမြတ်ဆိုရင်တော့ဘုရားရှင်ကိုရောကိုကျေးဇူးတင်ပါတယ်ဒါကြလဲသက်ရှိကိုပေးတော်နှုတ်ဆောင်ပေးတော်ကျေးဇူးတော်ကိုခါလဲချီးမွမ်းကြပါတယ်လောကဝတ္တကိုဆင်ရင်တဲ့အခါလေ့လာကြတဲ့အခါသိဆောက်တဲ့အခါမှာနားလည်နိုင်ဖို့ဝိညာဉ်တော်ဒီမဆာပါအစီအစဉ်ကိုကိုရောကောင်းကြီးပေးပါအချိန်တိုင်းကိုရောကောင်းကြီးပေးပါအင်တာနက်လိုင်းများပုံများတက်ပလက်များကွန်ပျူတာများလျှက်စစ်မီးများကိုလည်းကိုရောကောင်းကြီးပေးပါကတိတော်မူရာတို့သည်ဖျက်ပြေဘုံတော်ကိုလုံးကဖြစ်စေပါသခင်ယေရှုနာမ၌ဆုတောင်းဆက်တာဆက်ပြပါ၏အာမင်ဘုရားသခင်နဲ့ယဉ်ကျေးကြွဝေမှုကိုတိုးတက်စေခြင်းအဲ့တော့ယောက်နဲ့တယောက်ယဉ်ကျေးကြွဝင်မှုရှိတယ်ပတ်သက်ဆက်နွယ်မှုရှိတယ်တရားကိုတိုးတက်အောင်လုပ်ဖို့အတွက်ဘာလို့အပ်မယ်ဖြစ်မှာလဲတင်းကြမှာကျွန်တော်တို့ယောက်နဲ့တယောက်ခင်မင်မှုရှိတယ်ပတ်သက်မှုရှိတယ်ယဉ်ကျေးကြွဝင်မှုရှိတယ်ဒါကိုတိုးတက်အောင်လုပ်မယ်ဆိုတော့ဘာလို့အပ်မယ်ဖြစ်မှာဆိုကြည့်အောင်ဘာလို့အပ်မယ်လို့ထင်ယင်းဒီကျွမ်းဝင်မှုဆိုရင်မိတ္တဟာယဖွဲ့ဖို့လိုပါတယ်ရှင်မိတ္တဟာယဟုတ်ပြီကောင်းတယ်နော်မိတ္တဟာယအဲ့တော့အဓိကကတော့ဘာလဲဆိုရင်မိမိရဲ့ရွေးချယ်တဲ့နော်အတိုင်းအတာတစ်ခုဖြစ်ပေါ့နော်ဒီမှာကျွန်တော်ပြောကြတာယဉ်ကျေးကြောင်းဝင်မှုကိုတိုးတက်စေဖို့ကိုဘယ်လောက်ထိဒီပုဂ္ဂိုလ်ပေါ်မှာယဉ်ကျေးကြောင်းဝင်နေတယ်လဲကိုယ့်ရဲ့ရွေးချယ်မှုအတိုင်းအတာကြည့်ပဲယဉ်ကျေးမှာဖြစ်တယ်နော်ဒါမှကျမ်းစာမှာဒီလိုလာတယ်ဆရာကောဩဝါစာခန်းကြီး၄အပိုင်ငယ်7မှာဘုရားသခင်နဲ့ရှင်းကပ်ကြလောတို့ပြုလေသင်တို့နဲ့ရှင်းကပ်တော်မူလိမ့်မည်ဘုရားသခင်နဲ့ပတ်သက်ဆက်နွယ်တဲ့ယဉ်ကျေးကြောင်းဝင်မှုကိုတိုးတက်စေဖို့ဆိုလို့ရှိရင်ကိုနိုင်ကဘုရားသခင်နဲ့ရှင်းကပ်ရမယ်အာမင်ရှင်းတိုးဝင်ရမယ်အဲ့ဒီအခါဘုရားသခင်ကနော်ကိုနိုင်ပြန်လဲရှင်းကပ်လိမ့်မယ်ဆိုတော့ကျွန်တော်တို့ရဲ့ရွေးချယ်မှုအတိုင်းအတာတစ်ခုအထိဒါဘုရားသခင်နဲ့ယဉ်ကျေးကြောင်းဝင်မှုရှိနိုင်မယ်ဒါလို့ပြောချင်ဘုရားသခင်နဲ့ကျွန်တော်တို့ဘယ်လောက်ထိယဉ်ကျေးကြောင်းဝင်နေတယ်လဲဆိုတော့ကျွန်တော်တို့ရဲ့ရွေးချယ်လိုက်တဲ့အတိုင်းအတာပမာဏတစ်ခုအထိဒါကျွန်တော်တို့ကဘုရားသခင်နဲ့ယဉ်ကျေးကြောင်းဝင်မှုကိုရရှိနိုင်မှာဖြစ်တယ်နော်အဲကျွန်တော်တို့က20ဘိုးလောက်တိုးပြီးတော့100ဘိုးလိုချင်တယ်လို့မရဘူးဘုရားသခင်ပေါ်မှာကျွန်တော်တို့တိုးဝင်တဲ့အခါချိကတ်တဲ့အခါမှာကျွန်တော်ရဲ့အတိုင်းအတာကျွန်တော်တိုးဝင်တဲ့အတိုင်းအတာအထိပဲယဉ်ကျေးကြောင်းဝင်မှာဖြစ်တယ်အခြားသောမိတ်ဆွေတွေနဲ့မိတ်ဆွေဖွဲ့တယ်လို့မျိုးပဲဘုရားသခင်နဲ့ယဉ်ကျေးကြောင်းဝင်မှုကိုလည်းတိုးတက်စေဖို့အတွက်လည်းပါလဲမလွဲမသွေလွတ်ဆောင်မဲ့တရားတွေရှိတယ်နော်ကိုယ့်ရဲ့တိုးဝင်မှုကိုယ့်ရဲ့ချိကတ်မှုကိုယ့်ရဲ့ပေးဆက်တဲ့အတိုင်းအတာတစ်ခုအထိပဲဘုရားသခင်နဲ့ယဉ်ကျေးကြောင်းကဖြစ်တဲ့ကြောင့်မို့လို့ဒီယဉ်ကျေးကြောင်းဝင်မှုကြီးအလိုလျောက်ဖြစ်လာတဲ့အရာမျိုးမဟုတ်ဘူးနော်ဒါလေးကိုမှတ်ထားရအောင်ဘုရားသခင်နဲ့မိမိရဲ့ယဉ်ကျေးကြောင်းဝင်မှုဆိုတာကအလိုလျောက်ဖြစ်လာတာမဟုတ်ဘူးဒါလေးကိုဘောပေါက်ဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲလို့မေးမိမိမှာဘုရားသခင်နဲ့အကျွမ်းတော်ဝင်ဖြစ်လို့တဲ့ဆန္ဒရှိရမယ်ဟုတ်ပြီနော်နောက်တစ်ခုကအချိန်ပေးနိုင်မှုကျွန်တော်တို့ရဲ့အကျွမ်းတော်ဝင်ဖြစ်လို့တဲ့ဆန္ဒရှိခြင်းရဲ့အချိန်ပေးနိုင်ခြင်းနော်နောက်တစ်ခုကဘာရှိသလဲဆိုလို့ရှိရင်အားစိုက်ထုတ်မှုဒီရတယ်အများကြီးလိုအပ်တယ်ဒီအချက်၃ချက်လိုအပ်တယ်လို့မဆိုဘူးဘုရားသခင်နဲ့ယဉ်ကျေးကြောင်းမှုကိုတိုးတက်စေဖို့အတွက်
ကိုယ့်ဘက်ကဘာတွေလိုအပ်တယ်လဲဆိုရင်ဒီအချက်သုံးချက်လိုအပ်နံပါတ်1ကအကျွတ်တော်ဝင်ဖြစ်လို့တဲ့ဆန္ဒရှိရနံပါတ်2ကအချိန်ပေးခြင်းရှိရနံပါတ်3ကအားစိုက်ထုတ်မှုရှိရ Così, trova nella pola per le tavole. ဘုရားသခင်နဲ့အကျွတ်တော်ဝင်တော့ဖြစ်ခြင်းနဲ့ရင်းနှီးကြောင်းမှုတော့အင်မတန်နဲ့ဆိုင်နေတယ်နော်အာ deep relationship လို့ခေါ်မှာပေါ့နော်တကယ်ပဲနော် close ဖြစ်တဲ့အရာတကယ်ကိုဘုရားသခင်နဲ့ကိုယ်နဲ့နီးနီးကပ်ကပ်နဲ့နည်းနည်းဆိုင်နဲ့ရင်းနှီးတဲ့ပတ်သက်ဆက်နွယ်မှုဖြစ်ခြင်းနဲ့တိုးတက်ခြင်းနဲ့ဒါပေမဲ့ဆန္ဒမရှိဘူးဆိုရင်လို့လို့ကျွတ်တော်ဖြစ်လို့လည်းဆန္ဒမရှိဘူးဓမ္မငါချန်ကပေါ့ပါပဲနေဘလို့မှမဖြစ်နိုင်လို့လည်းမဖြစ်လာအချိန်မပေးဘူးမဖြစ်လာဘုရားသခင်နဲ့ယဉ်ကျေးကြောမှုကိုတိုးတက်ခြင်းနဲ့ဒါပေမဲ့ခင်ဗျားဘုရားသခင်ကိုအချိန်မပေးဘူးဖြစ်နိုင်အားစိုက်ထုတ်မှုမရှိဘူးပို့ပြီးတော့မဖြစ်နိုင်နော်အဲ့တော့ဘုရားသခင်နဲ့မိမိရဲ့စัจ जा မှာယဉ်ကျေးတဲ့ပတ်သက်ဆက်နွယ်မှုလေးကြောင်းဝင်မှုလေးကိုတိုးတက်စေခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်လဲယူသားပွင့်နေပါတိုးဝင်သိကြရနော်ယဉ်ကျေးကြောင်းမှုကတိုးပွားစေခြင်းနဲ့တကြောင်မလို့တိုးတက်စေခြင်းနဲ့အကြောင်းမလို့ယူသားပွင့်လင်းစွာနဲ့ဘုရားသခင်ကိုပြောပြဖို့လည်းလိုအပ်အဲ့တော့ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ကိုစကားတွေပြောတဲ့အခါမှာကျွန်တော်တို့နားလည်ထားတဲ့စိတ်ခံစားချက်တွေကဘုရားသခင်ရှိမှယူသားပွင့်လင်းမှုလိုအပ်တယ်ဆိုတော့လည်းကောင်းတခုခုပြောလာတဲ့အခါတခုခိုင်းလာတဲ့အခါဘုရားသခင်ပေါ်မှာစိတ်ချယုံကြည်မှုအပြည့်အဝရှိဖို့လည်းလိုအပ်တယ်ဘုရားသခင်အလေးထားတဲ့အရာတွေကိုအလေးနဲ့ထားဖို့လိုအပ်တယ်အခြားသောအရာလုံးစုံထက်ကိုရောနဲ့ယဉ်ကျေးကြောင်းမှုကိုမိသားရဖွဲ့မှုကိုစာရည်လိုချင်တဲ့ဆန္ဒရှိရမယ်နော်ဒီလိုလေးလာဘုရားသခင်တန်ဖိုးထားတဲ့အရာတွေကျွန်တော်တန်ဖိုးထားသလားဘုရားသခင်အလေးနဲ့ထားတဲ့အရာတွေကျွန်တော်အလေးနဲ့ထားသလားဘုရားသခင်နဲ့မိသားရဖွဲ့ဖို့တခြားသောအရာတွေချက်ကိုပိုပြီးရွေးချယ်သလားဒီအရာတွေကပဲကျွန်တော်တို့ပြထားလိုက်မှာဖြစ်တယ်နော်ဒီနေ့ဘုရားသခင်နဲ့ကျွန်တော်အချိန်ယူတဲ့အခါဘုရားသခင်ကိုကျွန်တော်တို့ကအကျွတ်တော်ဝင်ဖြစ်လို့တဲ့ဆန္ဒနဲ့တိုးဝင်တဲ့အခါဘုရားသခင်ကိုအခြေပေးတဲ့အခါအားဆက်မှုရှိရလားဒီလိုမင်းရမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်နဲ့အခြေယူပါတယ်ကျွန်တော်တို့စီဝေးပါတယ်လို့ပြောနေတယ်။ဒါပေမဲ့အဲ့ဒီအရာတွေကပါတယ်လှုပ်ထုံးလို့ဒီအရာဖြစ်နေတာ။နော်ဒါဘုံတရားအနေနဲ့မဖြစ်ရဘူးဆိုတဲ့အရာတွေကျွန်တော်တို့နားလည်ဖို့လိုအပ်ပါတယ်။နော်ဒီဟုတ်ပြီဆိုဒီနေ့လည်းပဲအချက်၃ချက်လောက်သွားမယ်နော်၃ချက်လောက်သွားနံပါတ်1ချက်ကပါလေဘုရားသခင်နဲ့ယဉ်ကျေးကြောင်းဝင်မှုတိုးတက်စေခြင်းနဲ့ဆိုရင်ဘုရားသခင်ရှိကိုတိုးဝင်တဲ့အခါမိသားဟာဆိုတဲ့အခါရိုးသားပွင့်လင်းပြီးတော့မှန်ကန်မှုရှိရမယ်အဲဒီနေ့ကိုမေးပါကိုသုံးသပ်ပါဘုရားသခင်ရှိကိုတိုးဝင်တဲ့အခါဘုရားသခင်နဲ့ဆက်ဆံတဲ့အခါရိုးသားပွင့်လင်းသလားမှန်ကန်သလားကိုမေးရမှာဖြစ်တယ်ဒီနေ့ဘုရားသခင်နဲ့နှက်ဆိုင်တဲ့မိသားဟာဖွဲ့မှုကိုတိဆောက်တဲ့အခါမှာပထမဆုံးသောအခြေခံအုတ်မြစ်လေးတစ်ထစ်ကပါလဲလို့မေးရင်ကျွန်တော်တို့ရဲ့နော်ဘက်ကနေရှိကိုရှိတိုင်းဝန်ခံမှုဖြစ်တယ်သူတို့ဖြစ်တော့ပါအမားတွေရှိနိုင်တယ်စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့နော်ရာနှုန်းပြည့်ရုပ်သားဖြောက်မှန်ဖို့လိုအပ်တယ်ရာနှုန်းပြည့်နော်ဓာတ်ကရှိတိုးတဲ့အခါမှာကျွန်တော်ရဲ့အားနဲ့ခြင်းများချို့ရင်းခြင်းများအားလုံးကိုဒုသားဖြောက်မှန်စွာဝန်ခံဖို့လိုအပ်ပါတယ်နော်အဲ့တော့ဘာဖြစ်လို့ဒီလိုပြောသလဲလို့မေးလို့ရှိရင်ဘုရားသခင်ကကျွန်တော်တို့ကိုနော်စုံလင်သောသူတယောက်အနေနဲ့တော့မျှော်လင့်ထားတာတော့မဟုတ်ပေမဲ့လို့မမျှော်လင့်မယ်လို့ပါလေကျွန်တော်တို့ဘက်ကနေပြီးရာနှုန်းပြီးရိုးသားဖြောက်မှန်မှုကိုတော့မှန်ကန်မှုကိုတော့ဘုရားသခင်မျိုးတောင်းဆိုပါတယ်တမန်ကျမ်းစာရရှိလို့ရှိရင်တော့ရာနှုန်းပြီးရိုးသားဖြောက်မှန်တဲ့သူဆိုတာတော့မရှိပါဘူးဖြောက်ပြီးกินတယ်လဲဆိုတာတော့မရှိပါဘူးသို့တော်လည်းပဲဘာဖြစ်လို့လဲဆိုတော့မိမိရဲ့ဖြစ်တည်ခြင်းမိမိရဲ့အရှိခြင်းကိုအရှိတိုင်းပဲဝန်ခံမှုတော့ဘုရားသခင်ညှော်လင်းတယ်။တရားဖြစ်ပွင့်လင်းတဲ့မိတ်ဆွေဖြစ်မှုကို
That's in your game. Filling a message. So you are Jackani 1000 at all, a bang at Tikani, second year. So the Jaka already seen when high out. No? So Dima Tarakari the Kushi. Any Tarakaga Bapile, no? The Tarakaga Bales Rochi. More she Usano, if it are the Ochine. Hey, at the king, no, keep it Samut. So, if the Alamuri had Nakanyam Shivu, no, Dora Mayao Navy. So, in Nakanyam Shide, Nakanyam Shide, the Idilan do Modigo. Hey, at king, allow me say to the Surago. Puneza, Yori. And no, but Yomland. Nakamu Shivu. I did Nakamu Shida, Idilan Modigo, Gas in Abasile. To look up woman in the joy, say a day. Take it. Sir, is a secret Jamulo. 3 Tara Mudop you will ever. To go, no. ဂရိတော်တော့မရုပ်သိမ်းဘူးပေါ့ဒါပေမဲ့ဘာဖြစ်လဲအဲ့ဒီဒီကိုသွားတဲ့လမ်းမှာကာနာယမှာသူမလိုက်တော့ဘူးဆိုတဲ့အကြောင်းကိုမောရှိကိုပြောတယ်မောရှိကိုပြောတယ်အဲ့ဒီလိုမောရှိကိုပြောတဲ့အခါမောရှိဘက်ကနေဘယ်လိုတုံ့ပြန်လဲဆိုတော့သူလည်းမိတ်ဆွေတူကိုပြောတဲ့ကဲလို့သူတုံ့ပြန်တယ်မိတ်ဆွေတူကိုပြောတဲ့ကဲလို့သူပြောတယ်နော်အဲ့ဆိုမောရှိကဘယ်လိုတုံ့ပြန်တယ်လဲသူမိတ်ဆွေတယောက်ကိုပြောသလိုမျိုးပဲသူတုံ့ပြန်တယ်နော်ဘယ်ကိစ္စမှာသူပွင့်လင်းနဲ့သူစကားပြောတယ်အဲ့တော့ဒီစကားပြောတဲ့အကြောင်းအရာဒီမှာနော်သမီးကကြာခန်းကြီး30တော့ပိုက်တင်းနဲ့စကုံဖတ်တဲ့အခါမှာစနစ်ကနေဖတ်တယ်ဆိုတွေ့တယ်စနစ်ကနေဖတ်ရတယ်ဘယ်လိုတွေ့ရလဲဆိုတော့ဤလူတို့ကိုပို့ဆောင်တော့ကိုတော်မိန်တော်မူသည်တွေနဲ့အကျွန်ုပ်နဲ့အတူအဘယ်သူကိုစေလို့တော်မူမီကိုကျွန်ုပ်မသိဟာအငယ်စနစ်ကနေဖတ်ရင်တွေ့ရမယ်နော်တကယ်တော့ခင်ဗျားတို့ကတော့တစ်ကနေစားဖတ်ပေါ့အဲ့တော့ကျွန်ုပ်မသိရပါဘူးတဲ့အကျွန်ုပ်ဒီရှေ့တော်နိုင်မျက်နာရရင်မျက်နာရတဲ့ကိုကျွန်တော်သိပါမည်အကြောင်းကိုတော်ဤလမ်းကိုပြတော်မူပါဒီလူမျိုးဒီကိုတော်ဤလူဖြစ်ကြောင်းကိုဆင်ញင်တော်မူပါကိုတော်တိုင်းမသွားရင်အကျွန်ုပ်တို့ကိုဤရမှာဖို့တော်မမူပါနဲ့အကျွန်ုပ်နှင့်ကိုတော်ဤလူတို့ဒီရှေ့တော်နိုင်မျက်နာရသောအကြောင်းဒီအဘယ်သို့ထေရှားပါမည်နည်းအကျွန်ုပ်တို့နှင့်ကြွတော်မူသောအဖြစ်သာထေရှားပါမည်မဟုတ်တော့ထိုအခါသာရဘုရားကတင်လျှောက်သည့်အတိုင်းငါပြုပြီတင်းဒီငါရှေ့၌မျက်နာရပြီတင်းကိုတင်းဤနာမဖြင့်ငါသိဟုမောရှိအားပြန်လည်မိန်တော်မူခဲ့သည်ကျွန်တော်မလို့မူ၏ဆိုတော့တင်းကိုတင်းနာမဖြင့်ငါသိ၏မောရှိကိုဒီလိုလေးမိတ်ဆိုတော့တဘောကဘုရားသခင်ကလည်းမောရှိကိုဥမင်းလေးပြောတယ်ဟာဒီလူတွေကနာခံခြင်းမရှိဘူးဒါကြောင့်မို့လို့ဂရိတော်နဲ့ဆိုင်တဲ့ပြည်ကိုသွားဖို့နော်ဂရိတော်ပြည်ကိုတော့ငါမလုပ်သိမ်းပါဘူးဒါပေမဲ့ငါမလိုက်တော့ဘူးမင်းတို့ပဲပြောကြတော့မောရှိမိမဲ့ဥဆောင်သွားလိုက်တော့မင်းကငါလမ်းပြပေးတယ်ဒီလိုသဘောလေးရက်ွယ်ပြလိုက်တဲ့သဘောလေးနာခံခြင်းမရှိလို့အဲ့တော့အဲ့ဒီမှာမောရှိကလည်းပါလေမိတ်ဆွေတယောက်ကိုပြောတဲ့ကဲ့သို့ဘုရားသခင်ကိုမိတ်ဆွေအဖြစ်မှတ်ပြီးတော့ဘယ်လိုပြောတယ်လဲကိုတော်ခေါ်ခဲ့တော့ကနော်ဘယ်လိုအားဖြင့်ဘယ်လိုဆေလို့မယ်ဆိုတော့ကျွန်တော်မသိခဲ့ရပါဘူးဒါပေမဲ့လည်းပဲတဲ့ယခုသွားတဲ့ခီးမှာကိုတော်တိုင်းမပါဘူးဆိုတော့ကျွန်တော်ကိုလည်းပို့တော်မူပါနဲ့ဆိုတဲ့သဘောကဟာဒီကိစ္စခမည်းတော်မပါတော့ဆိုကျွန်တော်ပြေလုတ်တော့မှာတော့ဆိုတဲ့ဟာမျိုးနော်ပုံမှန်လေးရိုးရိုးသားသားဝန်ခံတာအဲ့တော့မောရှိဒီအာဏာချက်တွေအများကြီးရှိပါတယ်တိုးတော်လည်းဘုရားသခင်သူ့ကိုပတ်လို့လေအဆွေလို့မှတ်တယ်ဘာဖြစ်လို့ပွင့်နေတဲ့နှလုံးသားရှိလို့ဒါဒီနေ့ဘုရားသခင်နဲ့ရင်းနှီးကြောင်းဝင်မှုကိုတိုးတက်ခြင်းလေဆိုရင်ဘုရားသခင်ရှိကိုတိုးဝင်တဲ့အခါရိုးသားပွင့်လင်းမှုရှိရမှန်ကန်မှုရှိရဘုရားသခင်ရှိမှာနာခံခြင်းရှိရဆိုတော့ကျွန်တော်ဘုရားသခင်ကိုချစ်ဘုရားသခင်ကိုကိုးကွယ်ကြတယ်ဘုရားသခင်ကိုဆုတောင်းကြတယ်တကယ်နှလုံးသားနဲ့တိုးဝင်မှုလို့အပ်တယ်နော်တိုးဝင်မှုလို့အပ်ကျွန်တော်ကတော့အမြဲတမ်းပြောပြတာရှိတယ်နော်ကျွန်တော်နေဆက်တဲ့သူဆုတောင်းရင်ဘုရားသခင်ကိုအာရုံစိုက်ပါနော်ဘုရားသခင်ကိုအာရုံပြုပါဆုတောင်းရင်လည်းစကားပြောခွင့်မရှိဘူးကျွန်တော်ဆုတောင်းတယ်ဘေးရခွင်ကျွန်တော်မထူးဘူး
နော်တကယ်အရေးကြီးအကြောင်းညာမဟုတ်ဘဲနဲ့ကျွန်တော်နော်စကားမပြောဖြစ်ဘူးသိချင်လားမလွဲတာလို့ထူရမယ်ဆိုတော့ထူလိုက်ဒါပေမဲ့ထူတောင်းတဲ့အချိန်မှာဘယ်ရပဲပေါ့ဘယ်လိုပဲပေါ့သူပဲဆက်တောင်းအာယုံနဲ့နောက်တော့ငါကျွန်တော်တွေ့ဘူးတယ်သူလည်းတောင်းတယ်ပတ်ဝန်းကျင်မှာလည်းရှိတယ်စကားလည်းပြောတယ်ဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဖះခင်မှာအလေးနဲ့မထားတဲ့သဘာဝဖြစ်တယ်တမန်ကဆံကပြောနေတာဖြစ်တယ်နှုတ်ကထွက်လက်ယုံပဲဖြစ်တယ်နှလုံးသားကတောင်းလောင်းတာမဟုတ်လုံရိုးလုံစင်ဖြစ်သွားတယ်အဲ့တော့ကိုယ့်ဘက်ကပြောတဲ့အရာတောင်မှကိုကအလေးနဲ့မထားနိုင်ဘူးဆိုရင်ဖះခင်ကပြောတဲ့အရာဆိုဘယ်တော့အလေးနဲ့ထားဖို့ကျွန်တော်ပြက်ကွက်နေလိမ့်မယ်နော်ဆူတောင်းချက်တွေမှာတိုးဝင်တဲ့အခါကျွန်တော်သတိချရမယ်ဆူတောင်းနေဆိုတော့မိပိတ်လိုက်အောင်ဟဲ့ဟိုကလှုပ်လိုက်အောင်ဟဲ့ဒီဟာလှုပ်လိုက်အောင်ဖြတ်သွားတယ်ဘာဖြစ်တယ်ညာဖြစ်တယ်နှလုံးသားကိုမသွန်းလောင်းနိုင်ဘုရားခင်စီမှာယူသားပွင့်လင်းစွာနဲ့ဘုရားခင်ကိုရှိဖို့ရှိတဲ့ဘုံမခံနိုင်နော်ဒီအစီအသားတွေကိုကျွန်တော်ဖျက်ရမယ်အဲ့ဒီလိုရှိတဲ့သူတွေကအဲ့ဒီလိုလုပ်တဲ့သူတွေကဘုရားသခင်နဲ့အချိန်ယူတယ်လို့တော့ထင်ရတယ်မယ်လို့ရင်းနှီးကြောင်းမှုကတိုးတက်မလားအဲ့ဒီလူရဲ့အသက်တာထဲမှာဖက်ခွာရမယ့်အရာတွေလုံးဝမပဲ့ခွာအချိန်ကြီးကုန်သွားတယ်နော်လုံနေတယ်ဒါပေမဲ့ထူးခြားမှုဖြစ်မလားဘာဖြစ်လို့လဲခုနပြောတဲ့မိတ်ဆွေဖြစ်မှုမှာပွင့်လင်းတဲ့အရာကျွန်တော်တို့အချင်းချင်းတယောက်ကိုတယောက်စကားပြောကြတဲ့အခါမှာအကြောင်းထက်တဲ့စကားပြောကျွန်တော်ကြိုက်မှာမဟုတ်နော်ကျွန်တော်တို့ပြောပြီးသားစကားတွေအကြောင်းထပ်ပြီးတော့အချင်းချင်းဖမှန်ပြောနေရင်ကျွန်တော်တို့ဒါပြောပြီးပြီလေဘယ်နှခါရှိပြီလဲဒါပြောတာဒါပေမဲ့ကျွန်တော်တို့ဒီခါဒီကိုကျွန်တော်တို့ကိုယ့်ကိုပြောတာမကြိုက်ဘူးလို့ကိုကတော့ပြောတယ်သူတို့ဖျားသခင်ကိုသူတော်တဲ့အခါကျွန်တော်ပြောကြတယ်တကယ်တော့ဖျားသခင်ကိုပြောတဲ့အခါမှာလည်းအလေးနဲ့ထားပြီးတော့နော်လူကြီးဆန်တဲ့သူတွေအလေးနဲ့ထားတဲ့သူတွေကစကားတစ်ခုံးကိုပြောတဲ့အခါမှာတိတိကျကျပြောတယ်ပြတ်ပြတ်သားသားပြောတယ်ကောင်းကောင်းမွန်မွန်ပြောတယ်ဒီစကားကိုနားဝင်အောင်ဘယ်လိုပြောရမလဲဆိုတာကိုစဉ်းစားပြီးတော့ပြောတယ်တခါလေကျွန်တော်တို့နော်ကျွန်တော်တို့စကားပြောတဲ့အခါပါပြောတယ်မဟုတ်ဘူးဘာပြောချင်တာလဲတိုးဝိုင်းပြီးမပြောနဲ့တဲ့ပြောပါနားမလဲတော့ဘူးကျွန်တော်တို့ဖြစ်တယ်နော်ကျွန်တော်တို့ကိုနော်အာနာလို့ဆိုပြီးတချို့စကားကိုပလင်ခံပြီးတော့လှည့်ပတ်ပြီးတော့ပြောနေတာတွေရှိတယ်ကျွန်တော်အဲ့ခါပါပြောလဲမဟုတ်ဘူးစကားလမ်းကြောင်းရှင်နေပြီဘာပြောချင်တာလဲပြောပါအဲ့ဒီခါမှာဒီလိုရှိတယ်ဆိုတော့လည်းဘုရားတကယ်ရှိကိုကျွန်တော်တို့တိုးတဲ့အခါပွင့်လင်းရမယ်ဆန်းဆောင်ပြီးဝေဝါပြီးသွေဝါပြီးနော်ဟိုဒီပြောနေဖို့မဟုတ်ဘူးဘုရားသခင်ကိုတိကျတဲ့စကားလုံးနဲ့နော်လေးနဲ့တဲ့စကားလုံးနဲ့တကယ်ကိုနော်တန်ဖိုးရှိပြောရမှာဖြစ်ကျွန်တော်တို့နော်နိုင်ငံတော်အစစ်မင်းကိုပြောခွင့်ရရင်ကျွန်တော်တို့ဘာပြောမလဲပြည့်စည်ရမှာပေါ့ငါပြောချင်ငါပြောစဉ်းစားလို့မရဘူးအဲ့ဒါပေါ်ရောက်မှာပဲဘုရားသခင်ပြပြတဲ့ငါပြောလိုက်မယ်အဲ့လိုလုပ်ရင်တော့နော်ကောင်းရင်လည်းကောင်းသွားနိုင်တယ်အောက်ကလူခင်ဗျားကိုရည်ချင်းလေးကြည့်နေတယ်ကျွန်တော်ဘာလုပ်ရလဲနိုင်ငံတော်အစစ်ဆိုတော့မှနိုင်ငံတော်အစစ်မဟုတ်ပါဘူးပြည်နယ်အစစ်တွေလုပ်ပါအောင်မင်းကိုနေပြောရကျွန်တော်ဘာလုပ်လဲရေးထားရတာစလုံးတွေစီးရတာပြောရမယ်နော်အချိန်အတွင်းမှာဘောင်းဝင်အောင်ပြောချင်တဲ့စကားကိုအဝင်ငွေချက်ဖြစ်အောင်ကျွန်တော်တို့လေ့ကျင့်ရတယ်ပြောရတယ်နောက်ဆိုစာနဲ့တော့ရေးရတယ်နိုင်ငံတော်အကြီးအကဲတွေဘာဖြစ်လို့စာတွေရေးပြီးတော့ပြောကြတယ်လဲဒါတွေကိုနော်အာဂျန်နာနဲ့ထားပြီးတော့လုပ်ကြတယ်လေတိကျတဲ့စကားတွေဖြစ်လာအောင်မလိုအပ်တဲ့ဟာတွေဖယ်ထုတ်တယ်ဒီနေ့ဘုရားသခင်ရှိကိုတိုးဝင်တဲ့အခါဖြစ်ကတဲ့အခါဥပ္ပလင်းနဲ့တိုးဝင်မှာရှင်းတာပါနော်ဘုရားသခင်ရှိမှာတိုးဝင်တဲ့အခါထူတောင်းတဲ့အခါသူများရဲ့ခင်ဗျာမှာထူတောင်းတာကြာလိုက်တာထူတောင်းတာတိုးလိုက်တာအဲ့ဒါတွေအရေးမှမကြည့်တာထူတောင်းတာကြာခြင်းမကြာခြင်းကအရေးမကြီးဘူးဘာအရေးကြီးလဲရိုးသားပွင့်နေသလားတိကျတာမှန်ကန်သလားဘုရားသခင်ကိုအရေးကြီးတဲ့အကြောင်းအရာတွေဆို
အချိန်ကြီးအများကြီးကြာကုန်သွားတယ်အလားပါတလားပါနဲ့နော်စကားဖောင်ဖွဲ့အဲ့လိုမဖြစ်ရဘူးပါလို့စက်သားရမယ်တိကျရမှန်ကန်ရရိုးသားပုံနေရမယ်ဒါနံပါတ်1ချက်နော်အဲ့နံပါတ်2ချက်ကပါလေယုံကြည်ခြင်းဖြင့်နာခံရမယ်နော်ယုံကြည်ခြင်းနဲ့မှနာခံရဘုရားသခင်ရှိကိုကျွန်တော်တိုးဝင်တဲ့အခါဘုရားနဲ့ယဉ်ကျေးကြောင်းမှုကိုတိုးတက်စေဖို့လုပ်တဲ့အခါယုံကြည်ခြင်းနဲ့နာခံရမှာဖြစ်တယ်ဘုရားသခင်ရဲ့ဉာဏ်ပညာကိုကျွန်တော်တို့စိတ်ချယုံကြည်ရမယ်အကုန်လုံးတော့ကျွန်တော်နားမလည်နဲ့ဘုရားသခင်ဉာဏ်တော်ကိုကျွန်တော်အကုန်နားမလည်ဒါပေမဲ့ဘာလို့မလဲစိတ်ချယုံကြည်ရမယ်နားမလည်နဲ့တော့လည်းပဲဘုရားသခင်မိန့်မာတဲ့အရာတွေဘုရားသခင်ပြောတဲ့အရာတွေကိုကျွန်တော်တို့နာခံပြီးလှုပ်ဆောင်တဲ့အခါတိုင်းမှာဘုရားသခင်နဲ့ကျွန်တော်ကြားမှာရှိတဲ့ယဉ်ကျေးကြောင်းမှုကပို့ပြီးနဲ့ဆိုင်လာတယ်ပို့ပြီးနဲ့ဆိုင်လာဒါကိုသဘောပေါက်ရဒီနေ့အဖြစ်နာခံခြင်းတွေပါလဲဆိုတော့မိတ်ဆွေဖြစ်ခြင်းရဲ့လက္ခဏာတရားဖြစ်တယ်ဒီဟာကိုကျွန်တော်တို့နော်အနေငယ်ကျွန်တော်တို့မေ့လျော့တာရှိတယ်နာခံခြင်းဆိုတာပါလေမိတ်ဆွေဖြစ်ခြင်းရဲ့လက္ခဏာတရားဖြစ်တယ်ကျွန်တော်တို့ကမိသားစုမှာမိဘစကားနားထောင်ရမယ်အထက်အရာရှိအလုပ်မှာအထက်အရာရှိရဲ့စကားနားထောင်ရမယ်ဒီလောက်ပဲကျွန်တော်တို့ကနားလည်ထားတာနော်ခေါင်းဆောင်နဲ့နော်နောက်လိုက်ချားတဲ့မှာခေါင်းဆောင်စကားကိုနာခံရမယ်ဒီလောက်ပဲနားလည်တကယ်တော့ဘုရားသခင်နဲ့မိမိကြားထဲမှာမိတ်ဆွေဖြစ်ခြင်းကိုပြတဲ့လက္ခဏာတရားကနာခံခြင်းပဲနာခံခြင်းပဲနော်အဲ့တော့နာခံခြင်းဟာဘုရားသခင်နဲ့ယဉ်ကျေးကျွမ်းဝင်မှုအတွက်လိုအပ်ချက်တရားဖြစ်တယ်လို့ကိုယ့်ကိုယ်ကိုအမြဲတမ်းပြောပါရှင်ဟာခရစ်ယာန်အခန်းကြီး15အပတ်ငယ်14မှာသင်တို့ဒီငါ၏ပြည့်ညက်ကိုကျင့်ဆောင်လေငါ၏အဆွေဖြစ်ကြ၏သခင်ယေရှုခရစ်တော်ရဲ့မိန့်မာချက်စကားတော်ကသင်တို့ဒီငါပြည့်ညက်တို့ကိုကျင့်ဆောင်လေငါ၏အဆွေဖြစ်ကြ၏နာခံခြင်းကမိတ်ဆွေဖြစ်ခြင်းရဲ့လက္ခဏာတရားဖြစ်တယ်နော်အဲ့တော့အပြစ်တရားရဲ့နှိမ့်ဆက်မှုအပြစ်တရားနဲ့ရှင်ပြီးမွေးဖွားလာတဲ့ကျွန်တော်ကျမအယောက်စီတိုင်းဒီအပြစ်တရားရဲ့လက်မှခွင့်လို့ခံရတဲ့အတွက်နော်လွတ်မြောက်သွားပြီဒါဒီဘုရားသခင်ရဲ့ချစ်ချင်းမြတ်တာတစ်ခုတည်းအဖြစ်တာဖြစ်တယ်ဆိုရင်ဒါကိုကျွန်တော်တို့ကဝန်ခံခြင်းအဖြစ်နာခံရတာဖြစ်တယ်။ဓမ္မကျမ်းစာတစ်ချက်မှာနော်ရှင်ယောဟန်ခရစ်ယာန်အခန်းကြီး15အပိုင်းနဲ့9ကနေ17မှာဖတ်ကြည့်ပါလိုလာတယ်လဲဆိုရှင်ခမဲတော်ဒီငါ့ကိုချစ်တော်မူတကယ်တော့ငါဒီသင်တို့ကိုချစ်၏ခမဲတော်ဒီနော်ငါ့ကိုချစ်တော်မူတကယ်တော့ငါဒီသင်တို့ကိုချစ်၏ငါဒီခမဲတော်ဤပြည့်ညတ်တို့ကိုစောင့်ရှောက်၍ခမဲတော်ဤမြတ်တာ၌တည်တကယ်တော့သင်တို့ဒီငါပြည့်ညတ်တို့ကိုစောင့်ရှောက်လေငါမြတ်တာ၌တည်နေကြလိမ့်မည်နာခံခြင်းကိုတောင်းဆိုတာဖြစ်တယ်ငါဒီခမဲတော်ပေါ်မှာနာခံလို့မင်းတို့ဒီငါပေါ်မှာနာခံလို့ဖြစ်တယ်နာခံခြင်းကမိတ်ဆွေဖြစ်ခြင်းကိုပေါ်ဆောင်တဲ့လက္ခဏာဖြစ်တယ်လို့ပြောနေတာဖြစ်တယ်နော်ဒါလေးကိုလည်းကျွန်တော်တို့ခွာယူဖို့ဖြစ်တယ်ဆင်ញင်ဖို့ဖြစ်တယ်ကျွန်တော်တို့ဘုရားသခင်နဲ့ယဉ်ကျေးကြောင်းဝင်မှုတိုးတက်ခြင်းနဲ့ဆိုဘယ်လောက်ထိနာခံတယ်လဲဘုရားသခင်နဲ့မိတ်ဆွေဖြစ်ခြင်းမှာကျွန်တော်တို့ကနာခံခြင်းဆိုတဲ့လက္ခဏာတရားနဲ့ဘယ်လိုပြသမလဲနော်ဒါကြောင့်ယုံကြည်နာခံရမယ်တိုးဝင်တဲ့ကယုံကြည်နာခံရရှိရမယ်ဆိုတာလေးကိုကျွန်တော်မှတ်သားရအောင်တခါတည်းမှာကျွန်တော်ဘုရားသခင်လုပ်တဲ့အလုပ်တွေကိုကျွန်တော်နားမလည်နိုင်ပါဘူးဒါပေမဲ့လည်းပါဖြစ်လေနာခံလိုက်ခြင်းအဖြစ်ဘုရားသခင်နဲ့ယဉ်ကျေးကြောင်းမှုကိုတိုးတက်စေပါဖြစ်တယ်ကောင်းပြီနောက်တစ်ချက်ကပါလေဘုရားသခင်တန်ဖိုးထားတော့အရာများကိုတန်ဖိုးထားရမယ်ဘုရားသခင်နဲ့မိမိဒီယဉ်ကျေးကြောင်းမှုကိုတိုးတက်စေခြင်းနဲ့ဆိုရင်ဘုရားသခင်တန်ဖိုးထားတဲ့အရာတွေကိုတန်ဖိုးထားတတ်ရမယ်နော်အဲ့ဒါဘယ်လိုတန်ဖိုးထားမလဲဒီနေ့မိတ်ဆွေလို့ပြောရင်သူတစ်ပါးအလေးနဲ့ထားတဲ့အရာကိုလည်းလိုက်ပြီးတော့အလေးနဲ့ထားတာတွေရှိတယ်နော်သူ့ပေါ်မှာဝမ်းနည်းစေမယ့်အကြောင်းအရာတွေနော်သူ့ပေါ်မှာဝမ်းသာစေမယ့်အကြောင်းအရာတွေဒီအရာတွေကိုကျွန်တော်တို့နားလည်အောင်သိရှိအောင်လုပ်ပြီးတော့တန်ဖိုးထားတာဖြစ်တယ်ဒီနည်းအပြင်အကျွမ်းတော်ဝင်ဖြစ်လာတဲ့အခါမှာထပ်တူခံစားတတ်လာမယ်တန်ဖိုးထားတတ်လာမယ်ဒီအရာကိုပြောချင်တာဖြစ်တယ်နော်အဲ့တော့ဆလကျမ်းခန်း69အပိုင်ငယ်9မှာပါလဲဆို
ကိုရောဤအိမ်တော်၌ဆွဲလန်းပူပန်ခြင်းစိတ်သည်ကျွန်ုပ်ကိုစားပါ၏ကိုရောကဲ့ရဲ့သောသူတို့၏စကားသည်ကျွန်ုပ်အပေါ်သို့ရောက်ပါဒီနေ့ဘုရားသခင်ကိုရှင်လန်းစေတဲ့အရာတွေကျင့်တတ်စေတဲ့အရာတွေပေါ်မှာကျွန်တော်ဝမ်းမြောက်တတ်လာဘုရားသခင်ပေါ်မှာဝမ်းနည်းစေတဲ့အရာတွေပေါ်မှာကျွန်တော်တို့ဝမ်းနည်းစိတ်နာခံစားရဒီလိုပြောချင်တာဆိုတော့ဒီမှာကျွန်တော်မေးဖို့ကဘုရားသခင်ကဘယ်အရာကိုတမို့ထားဆုံးလဲအလေးနဲ့ထားဆုံးတယ်ဘုရားသခင်ဘာကိုအလေးနဲ့ထားတယ်လဲလူအပေါင်းတို့ကတည်းကရောက်ရဘုရားသခင်အလေးနဲ့ထားတယ်ဒီအတွက်ဖက်သခင်ရှုကြွလာဆိုတော့ကျွန်တော်တို့နေ့စဉ်အသက်ရှင်မှုမှာမိမိအားဖြင့်နော်ကျွန်တော်တို့တန်ဖိုးထားတဲ့အရာတွေကိုပြသဖို့ကဘုရားသခင်တန်ဖိုးထားတဲ့အရာကိုတန်ဖိုးထားတတ်ဖို့ကဘုရားသခင်ဒီလူပေါင်းများစွာကိုကယ်တင်ရဖို့လူသားအလုံးကယ်တင်ရဖို့တခြားရှိတယ်လို့ရှိတယ်ဒါကြောင့်ကျွန်တော်တို့ကလည်းဒါကိုနာခံရမယ်ဝန်ခံရမယ်လူတွေကိုရှေ့ရတယ်ကျွန်တော်တို့ရဲ့ရွေးချယ်မှုကျွန်တော်တို့ရဲ့အတိုင်းအတာနော်အခြားသောအရာတွေထက်ဘုရားသခင်နဲ့ယဉ်ကျေးကြွမှုကိုကျွန်တော်အလိုရှိသလားကိုမြင်ရတယ်ဒီမှာပျောက်ဆုံးနေတဲ့ဝိညာဉ်တွေပျောက်ဆုံးနေတဲ့ဘုရားသားသမီးတွေပြန်တွေးဖို့အတွက်ကျွန်တော်တို့လှုပ်ဆောင်ရမယ်နာခံရမယ်ဝန်ခံရမယ်ဒါဟာဘုရားသခင်ရဲ့တန်ဖိုးထားဆုံးသောအရာတွေဖြစ်တယ်ဒီအရာတွေကိုကျွန်တော်တို့ကနားလည်ပြီးဆိုရင်လိုက်လျှောက်ရမယ်လှုပ်ဆောင်ရမှာဖြစ်တယ်တနည်းအားဖြင့်ပြောဆိုအင်္ဂလိပ်တရားကိုဝေငှတသက်ခံရမှာဖြစ်တယ်ဝေငှနေသောသူကိုကျွန်တော်တို့ကအားပေးရမှာဖြစ်တယ်နော်ဆိုတော့ဒီနေရာမှာမေးချင်မေးခွန်းလေးတွေရှိတယ်ကျွန်တော်တို့အခြားသောအရာတွေထက်ကိုဘုရားသခင်နဲ့ယဉ်ကျေးကြမှုအလိုရှိသလားဒါကိုမေးရမယ့်အချက်ဖြစ်တယ်နော်နောက်တစ်ခုကဒီဘုရားသခင်မှာတန်ဖိုးထားတဲ့အရာဟာနော်ဘယ်လောက်ထိဖို့တန်တယ်လဲဘုရားသခင်နဲ့ယဉ်ကျေးကြဝင်ခြင်းဆိုတာဘယ်လောက်ထိဖို့တန်တယ်လဲဒါကိုမေးရမှာဖြစ်တယ်အခြားသောအရာတွေကိုလက်လွတ်ဆုံးရှုံးရနိုင်တဲ့အထိခင်ဗျာတန်ဖိုးထားနေသလားအားလုံးကိုချုပ်မယ်ဆိုရင်ဒီကျွန်တော်တို့ရွေးချယ်လိုက်တဲ့အတိုင်းအတာတစ်ခုထိပဲဘုရားသခင်နဲ့ယဉ်ကျေးကြွမှုရှိမယ်ဘုရားသခင်နဲ့ယဉ်ကျေးကြွဝင်ခြင်းဆိုတာအလိုလျောက်မဖြစ်လာနိုင်ဘူးကျွန်တော်တို့ရဲ့ရွေးချယ်မှုပေါ်မှာမူတည်တယ်အဲကြောင့်စစ်မှန်တဲ့လိုချင်တောင်းတတဲ့စိတ်ဆန္ဒနဲ့ကျွန်တော်တို့ကရှာဖွေရမှာဖြစ်တယ်လှုပ်ဆောင်ရမှာဖြစ်တယ်ကျွန်တော်ကအမှန်တကယ်အခြားသောအရာတွေထက်ဘုရားသခင်နဲ့ယဉ်ကျေးကြွဝင်မှုကိုအလိုရှိသလားနော်တရားကိုကျွန်တော်တို့ကနေရနော်နောက်တစ်ခုကအဲ့ဒီအရာတွေထဲမှာကျွန်တော်တို့ဘဝအတွက်ဘယ်လောက်ထိတန်ဖိုးရှိသလဲခြားသောအရာတွေကိုလက်လွတ်ဆုံးရှုံးခံနိုင်တဲ့အထိကျွန်တော်ဘုရားသခင်နဲ့ယဉ်ကျေးကြွမှုကိုတန်ဖိုးထားနိုင်သလားဒါလေးတွေကိုကျွန်တော်မေးရမယ်ကိုမေးရမှာဖြစ်တယ်နော်သူများကိုသွားမေးရမှာမဟုတ်ဘူးကိုမေးပြီလို့အချိန်လုံးကတော့ကျွန်တော်တို့ကဘုရားသခင်ကိုဆံငတ်တဲ့သူတွေပေါ့အခုလည်းဆံငတ်တဲ့သူတွေဖြစ်နိုင်ပါတယ်ဒါပေမဲ့ကနဦးပြောင်းလဲကာစယုံကြည်ကာစမှာတော့ကျွန်တော်ကအင်မတန်တက်ကြွတဲ့သူတွေဖြစ်တယ်နော်အရန်ကိုနော်ဘယ်လိုခေါ်မလဲစိတ်အားထက်သန်တဲ့သူတွေဖြစ်တယ်တက်ကြွတဲ့သူတွေဖြစ်တယ်ဒါပေမဲ့အချိန်ကာလတစ်ခုရောက်လာတဲ့မြတ်ပါတယ်ဆိုတော့အဲ့ဒီတက်ကြွတဲ့အချိန်ကလေးညော့နေလာစိတ်အားထက်သန်မှုတွေညော့ကျလာတယ်ရခင်ကဘုရားရှင်ကိုဆံငတ်တောင်းတခဲ့တာမှန်တော့လေယခုခါမှာပျောက်ကွယ်နိုင်တယ်အားနေကောင်းအားနေနိုင်တယ်ဒါကြောင့်မို့လို့ဒီလိုအခြေအနေမျိုးတွေရှိတဲ့အခါမှာတမန်ကျမ်းစာမှာသာရကတွေရှိတယ်အဖက်အသင်းတော်ဒီနော်ဒီလိုပြဿနာကိုကြုံတွေ့ရတယ်။ဘာလဲရှေးဦးမြတ်တာရော့တယ်။ယုံကြည်သူတွေရှေးဦးမြတ်တာရော့တယ်။သူတို့ဟာဖြောင့်မတ်တဲ့အရာတွေမှန်ကန်တဲ့အရာတွေကိုအလုံးစုံနာခံနဲ့လှုပ်ဆောင်ပါတယ်။သို့တော်လည်းပဲသူတို့မှချစ်ချင်းမြတ်တာမပါလာတော့ဘူး။နော်လှုပ်တော့လှုပ်နေတယ်ချစ်ချင်းမြတ်တာပါ။ဒီနေ့ဘုရားသခင်ပေါ်မှာကျွန်တော်တို့လှုပ်နေတယ်စိတ်ခါနေတယ်ပေးဆက်နေတယ်ကိုယ်ွယ်နေတယ်ဝုပြုတ်နေတယ်ဒါပေမဲ့ဘာမပါလာတော့ဘူးလေလေးနဲ့မှုမြတ်တာမပါလာတော့တာဖြစ်တယ်ဒီလိုအခြေအနေတွေမှာကျွန်တော်တို့ကဝတ္တရားတစ်ခုအနေနဲ့လှုပ်ဆောင်နေတယ်ဆိုရင်ကျွန်တော်နောင်တရရမယ်လို့ဘုရားသခင်မှာအခြေခံခြင်းလှုပ်ဆောင်ခြင်းတစ်ခုစီတိုင်းကမြတ်တာကိုအခြေမခံလာတော့ဘူးဆိုလို့ရှိရင်တော့ဝတ္တရားတစ်ခုပဲဖြစ်သွားမယ်ဒါဆိုရင်ကျွန်တော်တို့ကဘာဖြစ်လဲနောင်တရရမယ်ပြုပြင်ရမယ်
ဘုရားခင်ပေါ်မှာရိုးသားပွင့်လင်းပါကိုသိဆုံးမဲ့နော်ကိုအနားလေဆုံးမဲ့ကျွန်တော်ဘုရားခင်နဲ့တိုးတက်တဲ့ယဉ်ကျေးကြွဝင်မှုလို့ကျင်တယ်ခင်ဗျာဘုရားခင်ပေါ်မှာရိုးသားပွင့်လင်းသလားဒါကိုချက်မေးပါယုံကြည်ခြင်းဖြင့်နာခံသလားဒါကိုမေးပါဘုရားခင်တန်ဖိုးထားတဲ့အရာတွေကိုတန်ဖိုးထားသလားဒီသုံးချက်နဲ့တိုင်းလို့ရှိရင်ကျွန်တော်တို့ရဲ့ဘုရားခင်နဲ့ပတ်သက်ဆက်နွယ်တဲ့ယဉ်ကျေးကြွဝင်မှုကအစစ်အမှန်ဟုတ်တယ်မဟုတ်ဘူးတိုးတက်တယ်မတိုးတက်ဘူးကိုတိုက်တာလို့ရနေပါပြီနော်ပြီးတော့ကျွန်တော်တို့မှတ်သားရမယ့်ကြံပိုက်ကတော့ဒီနေ့ကျွန်တော်ဒီနေ့မှတ်သားရမယ့်ကြံပိုက်ကတော့ယာကုပ်ခန်းကြီးလေးအပိုင်းငယ်ဖြစ်တယ်ဘုရားခင်နဲ့ချိကကြလို့အသုံးပြုလေသင်တို့နဲ့ချိကတော်မူလိမ့်မည်ဆိုတဲ့အရာဖြစ်တယ်နောက်ဆင်ញရမယ့်မိကုန်းကတော့ sorry ဘုရားခင်နဲ့ယဉ်ကျေးကြွမှုရှိဖို့အတွက်ဘယ်ရာတွေကိုကျွန်တော်တို့ရွေးချယ်မှုတွေလုပ်ပြီးတော့လက်တွေ့လောက်ဆောင်ရမလဲနော်ဘုရားခင်နဲ့ယဉ်ကျေးကြွမှုရှိဖို့အတွက်တိုးတက်ဖို့အတွက်ဘယ်လိုရာတွေကိုရွေးချယ်ပြီးတော့လက်တွေ့လှုပ်ဆောင်ရမလဲဒါတွေကိုဆန်းစစ်ရမယ်မိကုန်းထိုးရမယ်အဖြေပေးရမှာဖြစ်တယ်နော်ဘုရားခင်နဲ့ယဉ်ကျေးကြွဝင်မှုဒီအာရာကိုတိုးတက်အောင်ကျွန်တော်လုပ်ကြရအောင်ဘုတရားရမဟုတ်ဘူးတကယ်အနှစ်သာရရှိမောရှိကဲတော့ဘုရားသခင်ပေါ်မှာပုပ်ပွင့်လင်းလင်းရိုးရိုးသားသားနဲ့မိတ်ဆွေတူကိုပြောတဲ့ပုံစံမျိုးနဲ့ပြောရအောင်အလေးနဲ့ထားရအောင်နော်ကျွန်တော်တို့ဘုရားသခင်ကိုစကားပြောတဲ့အခါကျွန်တော်လေးနဲ့ပါတန်ဖိုးထားပါနော်အရေးတယူပြုပါကျွန်တော်နှစ်ယောက်လူသားနှစ်ယောက်စကားပြောရင်တော့ကျွန်တော်တို့ကိုမကြည့်ဘဲနဲ့တခြားသောအရာတွေအာရုံရောက်ပြီးစကားပြောရင်ကျွန်တော်တို့ပြီးမလာဘူးလို့ပြောစိတ်မဝင်စားတော့ဒီစကားဝိုင်းကအတိတ်ပဲမရှိတော့မဟုတ်ခင်ဗျားလှုပ်เสียရှိလဲသွားလုပ်လိုက်ပါဘာဖြစ်လို့လဲစကားဝိုင်းထဲမှာစိတ်မပါဘူးလှုပ်เสียရှိလားသွားလုပ်ပါဒီလိုလားဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီအရာတွေကိုလူချင်းမှာတော့တန်ဖိုးထားကြပြီပဲဘုရားသခင်နဲ့ကြတော့ပါမိသားစုပြုရင်ကျွန်တော်အာရုံတွေလွတ်လာဟိုရောက်ဒီရောက်စိတ်တွေဟိုရောက်ဒီရောက်မို့လူလဲဟိုရောက်ဒီရောက်ဘုရားသခင်ကိုအားနာဖို့ကောင်းပါတယ်မိတ်ဆွေဖြစ်တဲ့ဘုရားသခင်ပေါ်မှာကျွန်တော်အားနာရမယ်ကျွန်တော်နားလည်သိတတ်ရမယ်ဘုရားသခင်ကကျွန်တော်တို့မှာပုံပေါ်လေးဆက်ဆက်ဆယ်ဆောင်မှုတွေနဲ့တိုးဝင်တော့ဘုရားသခင်ကျွန်တော်တို့ကိုလက်မခံဘူးကြောင့်ရည်ကျက်တဲ့အတက်တာတိုးပွားတဲ့အတက်တာဝိညာဉ်ရေးရမှာတိုးပွားတဲ့အတက်တာဘာကြောင့်မရောက်လာလဲကျွန်တော်တို့ဘုရားသခင်ရှိပုံလေးနဲ့ဆက်ဆက်မှုရှိလို့မှတ်ရဖြစ်တယ်အားလုံးပေါ်ဘုရားသခင်ကောင်းချီးပေးပါစေအာမင် Amen. Thank you. Amen. ယေရှုတင်နေဆရာ